ဒ္ဓရဲ့တရားတော်အစစ်ကိုကြည့်ချင်လို့ရှိရင်ထေရဝါဒပိဋကတ်မူရင်းပါဠိကိုလေ့လာမူရင်းကိုလေ့လာနိုင်ရလေ့လာဖို့ကြိုးစားရအဲ့ဒါမလေ့လာပဲနဲ့အပေါ်ယံစာတွေဖတ်ပြီးတော့ဗုဒ္ဓဇင်းလို့ခေါင်းစဉ်တက်ထားတဲ့စာအုပ်တွေဖတ်ပြီးဆိုရင်တော့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့တွေတော်တော်များသောတပတ္တိ message ချပြီးတဲ့နောက်မှာတဲ့ဒီပုဂ္ဂိုလ်ဟာဒီကြားထဲမှာဘယ်တော့မှမသေးနိုင်ဘူးသောတပတ္တိဖို့မကြပဲမသေးဘူးလို့ပြောတာအဲ့တော့ဘယ်လိုတွေတွေးတုံဆိုလို့ရှိရင်message ချထားတာဟိုးလွန်ခဲ့တဲ့၄နှစ်က message ချတာဖို့စိတ်မကြသေးဘူးနောက်၅၀လောက်နေမှာဖို့စိတ်ကြတယ်လို့ဒီလိုပြောတဲ့ပုဂ္ဂိုလ်ဟာရှိသေးတယ်အဲ့ဒါကိုကြည့်ပြီး message နဲ့ဖို့စိတ်ဆိုတာကပ်ပြီးတော့နေတာချက်ချင်းအကာလီကောဆိုတာအဲ့ဒါပြောတာအခု message ဖြစ်နောက်ထပ်ဖို့စိတ်ကပ်ပြီးတော့ဖြစ်သွားတာချက်ချင်းအကျိုးပေးတာကိုအခါလီကောချိန်မဆိုင်မှု message ပြီးတာနဲ့တပြိုင်နက်ဖို့စိတ်ကအနန္တရတ္တိနဲ့ခြေစုပ်ယူတယ်ဈာထဲမှာဘာမှမချဘူးသို့တော့ဗမာပြည်မှာတော့တစ်ခါကြားလိုက်သေးတယ်လေသူသောတပတ္တိမက်ကြနာကြာပြီတဲ့ဖို့မကြသေးလို့တဲ့ဆိုင်းနေရဖို့ဘယ်တော့မှကြာမှာလည်းမဟုတ်ဘူးအဲ့ဒါမျိုးတွေအဲ့တော့အဘိဓမ္မာအားကြိုးစားပြီးတော့သင်လိုက်ပါတယ်အဘိဓမ္မာမတက်ဘူးဆိုလို့ရှိရင်မမရင်းရင်းနေမြောင်များစွာဖြစ်ပေါ်လာမယ်ထို့သုတ်တံပါဠိတော်တွေတာမန်ကအပေါ်ယံကြည့်ပြီးတော့ဆိုလို့ရှိရင်ဒီမှားယွင်းတဲ့အယူဆတွေမှားယွင်းတဲ့ဘာသာပြန်ဆိုမှုတွေဒါမျိုးတွေဟာသာသနာနောက်ပိုင်းမှာအန္တရာယ်ကြီးစွာဖြစ်ပေါ်လာနိုင်တဲ့အနေအထားတွေရှိပါတယ်ဒါကြောင့်မို့လို့အခုဒီလိုအဘိဓမ္မာမဟာသိပ္ပံဖွင့်ပြီးတော့ဒီအဘိဓမ္မာတရားတော်ကိုဝိညာဉ်ကျမ်းကြီးတွေကိုဒီလိုလေ့လာရတယ်ဆိုတာအမတန်မှကောင်းတဲ့အခွင့်အရေးကြီးတစ်ခုမြန်မာပြည်မှာတခြားနိုင်ငံတွေမှာတောင်မရနိုင်တဲ့အခွင့်အရေးမျိုးမြန်မာပြည်မှာအခုဒီအခွင့်အရေးကြီးတစ်ခုပေါ်လာတယ်ဆိုတာအလွန်အလွန်ကိုတကယ်ဝမ်းသာစရာကောင်းတဲ့အချက်တစ်ခုပါသာသနာတော်အထွန်းရှိဖို့အတွက်လူတိုင်းဟာအသိဉာဏ်ရှိဖို့အမတန်မှအရေးကြီးပါတယ်မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေနဲ့ပတ်သက်ပြီးမိမိတို့လက်လန်းမမီသေးလို့ရှိရင်သိတဲ့ပုဂ္ဂိုလ်မေးဖို့လိုတယ်လေ့လာဖို့ဆွေးနွေးဖို့လိုသေးတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုထင်ရဆွတ်လိုက်လို့ရှိရင်တော့မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရအမတန်မှနေတယ်တဲ့